သွေးလင်းထက်ရဲ့ပွဲဖျက်သိမ်းလိုက်ရတဲ့နောက်ွယ်ကအကြောင်းရင်းအားလုံးပဲမင်္ဂလာပါပရိသတ်ကြီးရေဒီညမှာထိုးသမိန်1 Friday 5 140ရဲ့အစီအကားဆုံးလူဆောင်မြော်ဆုံးပွဲစဉ်နဲ့ပတ်သက်တဲ့မထင်ထားစရာသတင်းစိုးတစ်ခုကတော့အခုလေးတင်ထွက်လာခဲ့ပါတယ်။ကောင်းချိုင်းကိုအလဲထိုးပြမယ်ဆိုပြီးယုံကြည်ချက်ပြည့်နဲ့ကြွေးကြော်ထားတဲ့မြမချက်တဲ့နဲ့သွေးလင်းထက်တရောင်အခုတော့လုံမနီကွင်းထဲကိုဆင်းနိုင်မှုအခွင့်အရေးမရှိတော့ဘူးဆိုတဲ့သတင်းတွေကဆိုရှယ်မီဒီယာပေါ်မှာမိဟုံတောက်တယ်လို့ပြန့်နှံ့နေပါတယ်။အားလုံးကပွဲစားဖို့နိုင်ပိုင်းလိုမှဒီလိုဘာလို့ဖြစ်ခဲ့ရတာလဲဒါတကယ်ပဲလားဒါမှမဟုတ်ကောလာဟာလာလားတကယ်တော့ဒီပွဲဟာသွေးလင်းတဲ့အတွက်နောက်ဆုံးရှုံးပွဲကိုခြေပြမယ်ဂလက်စားချေပွဲတကူပါပဲပြီးခဲ့တဲ့စက်တင်ဘာလကဝိုင်းရင်ဆန်မေကိုအမတ်နဲ့ရှုံးနေခဲ့တာဟာသူ့အတွက်သင်ခန်းစာကြီးကြီးဖြစ်ခဲ့ပါတယ်အဲ့ဒီမတိုင်ခင်က၄ပွဲစက်တိုင်နိုင်ခဲ့ပြီး Flat Bantam, Rocky နဲ့ PK Sunshine တို့လိုထိပ်တန်းဖိုက်တာတွေကိုအလဲထိုးနိုင်ယူခဲ့တဲ့သွေးလင်းထက်ရဲ့စံချိန်ဟာတကယ့်ကိုကြောက်စရာပါသွေးလင်းထက်ကကျွန်တော်အကောင်းဆုံးပြင်ဆင်ထားတယ်။ကောင်းချိုင်းတိုက်ခွက်တီးမရအောင်လုပ်ပြမယ်လို့အခိုင်အမာပြောခဲ့တာပါ။ပရိသတ်တွေကလည်းနိုင်ပွဲ၅ပွဲမှာ၃ပွဲတည်းလဲထိုးနိုင်ထားတဲ့သူ့ရဲ့လက်သေးကိုထပ်မြင်ချင်နေကြတာပါ။ကောင်းချိုင်းဟာ15ပွဲထိုး9ပွဲနိုင်ထားတဲ့အတွေ့အကြုံရှိသူဖြစ်ပေမယ့်မြန်မာပရိသတ်တွေကတော့သွေးလင်းထက်ရဲ့ပထမချီအလဲထိုးကိုပဲမျှော်လင့်နေကြတာပါ။ဒါပေမဲ့ဒီနေ့ညနေမှာပဲအခြေအနေတွေကလုံးဝပြောင်းလဲသွားခဲ့ပါတယ်။ဘန်ကောက်ကလာတဲ့အတွင်းသတင်းတွေအရသွေးလင်းထက်ဟာပွဲမစခင်နောက်ဆုံးစိတ် weight and hydration စစ်ဆေးမှုမှာအခက်အခဲဖြစ်ပေါ်ခဲ့တယ်လို့ဆိုပါတယ်။တချို့ကလည်းဝိတ်ချရင်ခန္ဓာကိုယ်ကတမခံနိုင်ပဲရုတ်တရက်ဖျားနာသွားတာကြောင့်ဆရာဝန်တွေကဆက်ထိုးဖို့တားမြစ်လိုက်တာလို့ပြောနေကြပါတယ်။ပရိသတ်တွေစဉ်းစားကြည့်ကြပါဦး။လုံနေခွင်းထဲအထိသွားပြီးအားပေးဖို့လက်မှတ်ဝယ်ထားတဲ့သူတွေအွန်လိုင်းကနေစောင့်ကြည့်ဖို့ပြင်နေတဲ့မြန်မာပရိသတ်တန်ပေါင်းများစွာအတွက်ဒါတကယ့်ကိုနှလုံးသားကြေကွဲရတဲ့သတင်းပါပဲ။သွေးလင်းထက်ပွဲပြတ်ပြီးဆိုတဲ့စကားလုံးဟာဒီညရဲ့အဆိုးရွားဆုံးစကားလုံးဖြစ်နေပါတယ်။အခုလိုသတင်းတွေထွက်လာတဲ့ပုံမှာပရိသတ်ရဲ့အမြင်အားလည်းအမျိုးမျိုးကွဲပြားနေပါတယ်။ပထမထုတ်စုကတော့စိတ်မကောင်းဖြစ်နေတဲ့သူတွေပါ။သွေးလင်းထက်အတွက်ရန်နှမျောတယ်။သူကကောင်းချိုင်းကိုတကယ်နိုင်တဲ့သူပါ။ကျမကြီးကအဓိကမို့လို့နောက်ပွဲမှာပဲအားပေးတော့မယ်လို့ပြောနေကြပါတယ်။ဒုတိယထုတ်စုကတော့တန်တရားရှိနေသူတွေပါ။ဒါကထိုင်းဘက်ကပြည်ရင်များလား။သွေးလင်းထက်ရဲ့အချိန်ကိုကြောက်လို့တခုခုလောက်တာလားဆိုတဲ့ထင်ကြီးတွေထွက်နေပါတယ်။နောက်ဆုံးတအုပ်စုကတော့စွန်ရက်ကိုအားပေးဖို့ပြင်နေကြသူတွေပါ။သွေးလင်းထက်ပွဲပြတ်ရင်တော့စွန်ရက်ရှိပါသေးတယ်။စွန်ရက်ကဘူကီယိုကိုအလဲထုတ်ပြီးသွေးလင်းထက်အတွက်ပါကလစားချေပေးလိမ့်မယ်လို့ယုံကြည်ချက်ထားနေကြပါတယ်။တကယ်လို့တောင်သွေးလင်းထက်ဒီညမထိုးရတော့ဘူးဆိုရင်ဒါဟာဝမ်ချန်ပီယံရှစ်အတွက်ရောမြန်မာလုံးဝလောကအတွက်ပါကြီးမားတဲ့ဆုံးရှုံးမှုပါပဲ။ဒါပေမဲ့ကျွန်တော်တို့အားလုံးမျှော်လင့်နေတာကတော့ဒါကောလာဟာလာပဲဖြစ်ပါစေ။သွေးလင်းထက်ကိုကွင်းထဲမှာမြင်ရပါစေလို့ပဲဆုတောင်းရမှာပါ။ပရိသတ်ကြီးရောဘယ်လိုထင်လဲသွေးလင်းထက်ပွဲပြတ်သွားတာဟာသူ့ရဲ့ပေါ့ဆမှုကြောင့်လားဒါမှမဟုတ်မမျှော်လင့်ပဲဖြစ်လာတဲ့ကံကြမ္မာလားစောရက်ကတော့သွေးလင်းထက်ကိုစားမြမအလန်ကိုလွင့်ထူနိုင်ပါမလားအောက်က comment မှာဆွေးနွေးပြီးသွားကြပါအောင်ရှင်